နော်လုပ်ဘူးတဲ့လုပ်မှဆိုရင်ဘယ်နေရာလုပ်ဘူးလဲဆိုတော့ခုနေရာအထိနော်လုပ်ဘူးတဲ့ဘာလို့လုပ်ဘူးလဲဆိုတာပြောမယ်ဆိုရင်ဝဲဆက်ယူလဲပြီးစီးမှုများလာဘူးလားရတဲ့ဝဲကိုစူးစမ်းပြီးတော့ရှာဖွေရမယ်စုဆော်ရမယ်ထွေတာရမယ်ဟုတ်တယ်နော်ကျွန်တော်စုဆော်နဲ့ပြောမယ်ဆိုရင်ကျွန်တော်ကတော့မြန်မာပြည်မှာပို့တယ်မိဘတွေမသုံးဆွဲဘူးလားသုံးဆွဲတယ်သုံးဆွဲလားမသုံးဆွဲဘူးလားသုံးဆွဲတယ်သုံးဆွဲတယ်သုံးဆွဲပြီးတော့မှနေ့ကြာလာလို့ရှိရင်ကိုကအဲ့ဒီကောင်လေးကတွေးခေါ်ပြောသွားတယ်ဘာတွေပြောလို့ရလဲဆိုတာနော်အတွေ့အကြုံဘယ်လိုမျိုးပြောလဲဆိုတာတရားလို့ရနေတယ်တရားလို့ရများတယ်ဒီမျိုးတွေးလာတယ်ဒီမှာဆိုရင်အပေါ်ရှာလားမရှာဘူးလားရှာလားမရှာဘူးလားရှာတယ်ကျွန်တော်စူးစမ်းရှာပြီးတော့ဒီနေ့ဒီကိုမျိုးရခဲ့တယ်မကောင်းဘူးလားကောင်းလားမကောင်းဘူးလားဟောတယ်နော်မိသားစုကဘယ်လိုမျိုးရှိလဲဆိုတာဒီမှာဒီမျိုးမြင်ဘူးလားမမြင်လားမြင်တယ်နော်ဒါအကြီးဆုံးဒါအလားဆုံးဒါအငယ်ဆုံးနော်ပြောမယ်ဆိုရင်တော့ဗာလဲဆက်ဝက်တီးတဲ့ဘိုးလေးလိုမျိုးပဲဟုတ်တယ်နော်ဒါဆိုရင်ပြီးသားစုနဲ့ကျွန်တော်တို့ကဒီလိုမျိုးရှိခဲ့မယ်ဆိုရင်ပြောမယ်ဆိုရင်မခွဲရဘူးလားဘာဖြစ်လို့ခွဲရလဲဆိုတာတူနေခဲ့မယ်ဆိုရင်ကျွန်တော်တို့ကတော့နောက်ထပ်ဘာတွေရှိလဲဆိုတာနော်မစတဲ့လာခင်ပေါ့နော်ဒါဆိုရင်ကျွန်တော်ရဲ့ဒါAခုနကအိမ်နဲ့ဒီ A ကဘယ်နဲ့ဘယ် A ကပုံတော့ဆင်းနေလဲဒီ A ကဆင်းနေတယ်ဆင်းနေလာပြီနော်ဒါပေမဲ့နော်စက်တင်လောကထဲမှာဘာတွေစုလို့ရလဲဆိုတာခုနကကလေးတော့ရောနဲ့နော်ဒီ A သလုံးနဲ့ပဲစုရတယ်တော်လားမတော်ဘူးလားတော်တယ်တော်လားမတော်ဘူးလားတော်တယ်ကျွန်တော်လူမျိုးတော်တဲ့လူရှိလားမပြောနဲ့နော်ဒါတော့ကျွန်တော်ဆောက်စီတဲ့အချိန်မှာပဲကျွန်တော်ကပြောမယ်ဆိုရင်ဇူလီယာနဲ့တူခွေရတယ်ဟုတ်တယ်နော်ဆောက်ပြည်တာဒီလိုမျိုးကကွယ်ဝဲစည်းတွေကိုကျွန်တော်ပြင်ပေးတယ်နော်ဟုတ်တယ်နော်အဲ့ဒါကကျွန်တော်ကိုဇူလီယာနဲ့လာမစ်ဆက်ပေးတဲ့သူကတော့သူပေးရွေးချက်ဒီနှစ်ခုကကျွန်တော်ကတော့ပြောမယ်ဆိုရင်အလို့သမားဆိုတာတော့မခတ်ထားဘူးလားခတ်ထားတယ်ကိုကလူတယောက်ကိုအခွင့်အရေးလာပေးလို့ရှိရင်ပြောမယ်ဆိုရင်တောက်ယူမလားမဟုတ်ယူမလားတော့ယူနော်ဘာယူမလဲတေချာတော့လားတေချာတော့လားတောက်ယူမလားမဟုတ်ယူမလားဟမ်ဘာဖြစ်လို့အတာကနည်းနည်းလေးပဲလေမသိဘူးဟုတ်တယ်နော်ဟုတ်တယ်အခုတော့သွားပြရကိုလုံးမြတ်ဖို့အတွက်ကျွန်တော်တို့ကအခွင့်အရေးသွားပြရသူတို့တွေကမယူဘူးဟုတ်လားမသိဘူးဟုတ်တယ်သူတို့ဘာယူလဲမဟုတ်တယ်ပဲယူရတယ်အရေးကြီးတာဘက်ပြဖို့အတွက်ပဲဟုတ်လားမသိဘူးဟုတ်တယ်ဒါဆိုရင်ကျွန်တော်တို့ကဒီနေ့အတွေးခေါ်ချေဖို့လို့လားမလို့လားလို့တယ်အဲ့တော့ကျွန်တော်ရဲ့အထက်လဲကိုနော်သူကပေးတဲ့အချိန်မှာဆိုရင်ကျွန်တော်ကတော့တောက်ယူခဲ့ပါတယ်ခင်ဗျာဆိုရင်တကယ်လို့လက်တွေ့မပြတ်ခင်ပြောမယ်ဆိုရင်ကျွန်တော်ကုမ္ပဏီကြီးမှမသွားဘူးလားသွားရတယ်မသွားဘူးလားသွားတယ်ဒီလိုမြေခွေးတွေတွေ့ရလားမတွေ့ရဘူးလားတွေ့ရတယ်အောင်မြင်တဲ့သူနည်းလားများလားများတယ်ဒါဆိုရင်ကျွန်တော်ကတော့အောင်မြင်တဲ့သူတွေ့လားမတွေ့ရဘူးလားဟုတ်လေနော်စိုးယူတဲ့လူကိုမြင်တွေ့ရတယ်ပြောမှဆိုရင်ကေတိုင်းသားရှိတယ်မွန်တိုင်းသားရှိတယ်ရခိုင်တိုင်းသားရှိတယ်ဗမာတိုင်းသားရှိတယ်လူမျိုးများစွာရှိတယ်မြင်တွေ့ရလားမြင်တွေ့ရဘူးလားမြင်တွေ့ရတယ်နောက်ပြီးလို့ရှိရင်ကျွန်တော်ကလူတွေကိုအများကြီးမြင်တွေ့ရတယ်ထိုင်းလူမျိုးတွေ့ရလားမတွေ့ရဘူးလားတွေ့ရတယ်နော်ကားတွေကိုအများကြီးတစ်စီးပြောမှဆိုရင်သူများတွေကတော့တစ်စီးပြီးတစ်စီးယူလဲတာနော်ကိုကမျက်စိထဲမှာကိုကိုနဲ့ကြည့်ပြီးတော့နော်ပြောမှဆိုရင်ကျွန်တော်သူ့ကိုခွာယူတယ်နော်အခက်အခဲပြဿနာလို့ရှိရင်ပြဿနာကြိုလာလို့ရှိရင်ဒီလူကြီးတွေကိုနော်ခွာယူဖို့လိုလားမလိုလားလိုတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်စီးပွားရေးလုပ်တဲ့အချိန်မှာဆိုရင်နော်ပထမဦးဆုံးခွာယူတဲ့အရာကကျွန်တော်ရဲ့ကလေးတွေကျွန်တော်ရဲ့မိဘတွေနော်ကျွန်တော်ရဲ့မျိုးသမီးတွေနော်တကယ်လို့ရဲ့ဇူလီယာမလုပ်ဘူးလို့ရှိရင်နောက်လို့ရှိရင်ကျွန်တော်လည်းအလုပ်သမားဖြစ်တယ်သူတို့လည်းတနည်းကြရင်သူတို့လည်းအလုပ်သမားဖြစ်မှာပဲအဲ့ဒါကိုကကောပြီးခဲ့လို့ကျွန်တော်ကတော့ဇူလီယာထဲမှာပြလာတဲ့နဲ့တရားရကျွန်တော်ထွက်ပြီးတော့စူးစမ်းခဲ့ပါတယ်ဗျာ